ကျွန်တော်လာမေးတဲ့မေးခွန်းတွေထဲမှာမပြေးခင်အချိန်မှာအကျော်လျှော့ရုံနဲ့ပဲမလုံလောက်ဘူးလားဘာလို့ jogging ကပြေးရတာလဲဒီမေးခွန်းကိုကျွန်တော်ဒီနေ့ပြောပြပေးပါမယ်ပြောရရင်အကျော်လျှော့တယ်ဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကြွက်သားတွေကို flexibility ကောင်းအောင်ပျော့ပြောင်းအောင်လို့ကျွန်တော်တို့ဒီလောက်ရတဲ့လေ့ကျင့်ခန်းပေါ့ဒီတော့ flexibility ကောင်းရင်ဘာဖြစ်မလဲဆိုတော့ခန္ဓာကိုယ်ရဲ့ joint တွေဒီ joint တွေရဲ့လှုပ်ရှားနိုင်စွမ်း mobility ကကောင်းလာမယ်ဒီတော့ဥပမာပြောရင်ကျွန်တော်တို့ခြေထောက်တွေရဲ့ဒီဖြဲနိုင်ကားနိုင်တဲ့ range of motion လို့ခေါ်တဲ့လှုပ်ရှားနိုင်စွမ်းတွေပိုကောင်းလာမယ်ပေါ့ဒီတော့အကျော်လျှော့တဲ့ရည်ရွယ်ချက်ကလူရဲ့ flexibility နဲ့ mobility ကောင်းဖို့လို့ပြောလို့ရတယ်ဒါဆိုရင်ခုနမေးခွန်းကိုကျွန်တော်ပြန်ဆက်ရင်ဘာလို့ jogging ပြေးရလဲကျွန်တော်လူရဲ့သဘောတဘာဝထိုင်နေတဲ့အချိန်မှာလိုအပ်တဲ့အောက်ဆီဂျင်ပမာဏနဲ့ဒီလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာလိုတဲ့အောက်ဆီဂျင်ပမာဏကမတူဘူး running လုပ်မယ်ဆိုရင်အောက်ဆီဂျင်လိုအပ်ချက်ကအစ90လောက်ထိတောင်းတယ်ဒါမျိုးတောင်းတဲ့အချိန်မှာဒီအဆုပ်နဲ့နှလုံးဒီ ready မဖြစ်ဘူး ready မဖြစ်တဲ့အတွက်ပထမဆုံးစပြေးတဲ့အချိန်မှာလူကဒီထိုးရက်ချင်လောက်အောင်စိတ်ဖြစ်တယ်နောက်တစ်ခါဒီနေ့တော့ငါလုံးဝမပွင့်တော့ပါဘူးဆိုပြီးစိတ်သက်ကြတာမျိုးတွေဒါမျိုးတွေပေါ့နော်ပထမဆုံးစပြေးတဲ့အချိန်မှာဘလို့မှအဆင်မပြေဘူးဒါမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကမပြေးခင်အချိန်မှာခုနပြောတဲ့ခန္ဓာကိုယ်အကျော်လျှော့တာအပြင်နှလုံးနဲ့အဆုပ်ရဲ့ဒီအောက်ဆီဂျင်လိုအပ်ချက်တွေနောက်က blood circulation တွေကောင်းအောင်လို့ဒီ jogging ပြေးတာကိုထည့်ပေးရတာဖြစ်ပါတယ်ဒီလို jogging ပြေးထားပြီးဆိုမှတကယ်တမ်းအပြေး training လုပ်တာပဲဖြစ်ဖြစ်နောက်တစ်ခါပြိုင်ပွဲဝင်တာပဲဖြစ်ဖြစ်ပထမဆုံးကီလိုမီတာတွေမှာလူက ready ဖြစ်နေမယ်ဆိုတာပြောပြပေးချင်ပါတယ်